ဟဲကဘာပေါ်ကလူ69ရာခိုင်နှုန်းတောင်မသိသေးတဲ့အလန်းစားနီလန်းတွေလာပြီနော်ကြည့်ထားလိုက်ဦးပထမဆုံးနီလန်းကတော့ကိတ်မုံတွေအများကြီးဝယ်ပြီးမကုန်တော့ဘူးလားဗန်ဘေးပတ်ပတ်လေကိုပလတ်စတစ်နဲ့အုတ်ထိပ်မှာကျိုးလေးကြည့်လိုက်လေမဝင်တော့ဘူးနောက်နေ့မှအေးဆေးဆက်စားပေါ်ပါသွားတာပဲဘောင်းဘီကရှည်လွန်းလို့မြေကြီးလဲနေပြီလားစိတ်မပူနဲ့သားရည်ကွင်းတကွင်းနဲ့အောင်နာကိုအตาလေးခောက်တင်လိုက်ဖက်ရှင်လဲကျသွားမယ်တစ်ထည်တည်းနဲ့နှမျိုးဝစ်လို့ရပြီလေရှယ်ပဲနော်ပစ္စည်းအစ်စ်ကတစိမ့်ခွာရတာတော်တော်အလုံးရှုပ်တယ်ဟုတ်တိတ်အကြည်လေးအပေါ်ကကပ်ဖျောင်းတိုင်မီနဲ့အောက်ကနေအပူလေးပေးလိုက်အตาလေးဆွဲခွာတစ်ချက်ပဲပြောင်းစင်သွားမယ်ဟင်းခတ်စုံကျိုးသွားလို့အစ်စ်ဝယ်ဖို့မလောနဲ့အောင်အကျိုးနေရာကိုပလတ်စတစ်လေးပတ်ရေနွေးပူပူလေးလောင်းချလိုက်ဟောအရင်ထက်တောင်ခိုင်သွားသေးတယ်ပတ်စံလဲချွေတာပြီးသားပေါ့သွားတိုက်စေးကုံသွားရင်ဒီတိုင်းမလွတ်ပြစ်နဲ့အခွန်ကိုအပေါက်ဖောက်ပြီးဝိုင်ယာကျိုးတွေဒါမှမဟုတ်ရေပိုက်တွေကိုစီးတဲ့ကျိုးဖြစ်ပြန်သုံးလို့ရတယ်အမိုက်ကနေရတနာဖြစ်သွားတာနော်တော့ကွင်းနဲ့တော့ထည့်ရတာလက်သေးနာတယ်မလားပိုက်လေးတစ်ခုကိုတော့ကွင်းနဲ့အရင်ရှို့လိုက်ပြီးမှတော့ကိုထည့်အဝင်ရောအထွက်ရောရှောရှောရှူရှူပဲလက်သေးလေးတွေလည်းလုံခြုံသွားပြီးစီဘူးတွေကစီတွေတစ်ခါလောင်းရင်အိုင်ထွန်းသွားလို့စိတ်ညစ်နေလားအဖုံးကိုမီးလေးနဲ့ပြတုပ်လေးနဲ့ထိုးပြီးအဖျားလေးကိုညှက်လိုက်စီတွေကအဆက်ချယုံပဲထွက်တော့မှာစီပိုးလဲတက်တာတာပေါ့ဗတ်ကျွန်းဆက်တွေဝယ်စရာမလိုပါဘူးအသီးနှံတွေကိုအိတ်ထဲထည့်ရေကန်ထဲအตาလေးနှစ်လိုက်ရေဖိအားကြောင့်အိတ်ထဲကလေတွေအကုန်ထွက်သွားလိမ့်မယ်အဲ့ဒါမှအစ်စ်နော်